ကျေးဇူးတော်ချီးမွမ်းပါတယ်။ဘုရားကိုချီးမွမ်းကိုးကွယ်ရတာအလွန်ကောင်းပါတယ်။ဒီနေ့ဘုရားကိုချီးမွမ်းကိုးကွယ်တာပဲဒီနေ့ထာဝရတည်ဆောင်ပါမယ့်အရာဖြစ်တယ်။ဆရာကြီးထံကနေပြီးတော့ကျွန်တော်တို့ဘုရားရဲ့အသက်ရှင်တော်နှုတ်ပတ်တော်ကိုကျွန်တော်တို့ဆက်လက်ပြီးကြားနာခွင့်အားယူရမှာဖြစ်တယ်။လူဆိုတာအမတမခုစံနေတဲ့တော်ဖြစ်ပါလေလူဟာဘာကြောင့်ထူးဆန်းတယ်စဉ်းစားကြည့်ပါနော်မမြင်မှုတဲ့အရာကြားရုံနဲ့မမြင်မှုတော့ဘာတက်တယ်မှမရှိဘူးကြားရုံနဲ့ဟုတ်တယ်ဆိုတာကိုသိနိုင်တဲ့အစွမ်းတတ္တိရှိတယ်အဲ့ဒါအားစရာကောင်းတယ်ကျွန်တော်တို့မြန်မာဘုရားဘာသာဆိုရင်ဘုရားတော်ကိုနားလည်တယ်ညနားလည်တယ်အပင်ငရဲဆိုရင်သိအောင်ကြောက်တယ်တက်တယ်မရှိပါဘူးနော်အပင်ရဲ့တက်တယ်ရှိလို့လားမြင်ဘူးလားမြင်ဘူးပါဘူးနော်ဒါပေမဲ့ဟုတ်မှန်းသိတယ်ဟုတ်မှန်းသိတော့ဘာဖြစ်လဲတဲ့သူကသူဟုတ်နေတာပဲဟုတ်လားဇွဲကလေးတောင်းကြီးသူ့အတူရှိနေတာအဲ့ဒါဟုတ်မှန်းသိတယ်ဒါပေမဲ့ဘာရည်မဟုတ်ဘူးဟုတ်မှန်းသိအောင်မကဘူးဘာအတွက်ရှိနေတာလဲသိတယ်ဘာဖြစ်လို့ငရဲရှိနေတာလဲမှားတဲ့အရာမကောင်းတဲ့အရာနော်အဲ့ဒါတွေကိုလုံးပြီးလို့ရှိအဲ့ဒီရဲ့တက်တဲ့အကျိုးကွင်းဆက်ကိုဟိုမှာခါမယ်ဆိုတာဟုတ်ပါတည်သောကြောင့်အပေကိုကြောက်တာပါကျွန်တော်ငယ်တော့ပလိတ်ကိုမြင်လေခြောက်ထားတာကိုကြောက်တယ်နည်းနည်းကြီးလာတော့ပလိတ်ကိုမြင်တော့မကြောက်ဟုတ်လားကိုမကျူးလို့တာပဲရှိတယ်နော်ဒါပဲဟာတော့ငယ်တော့ရွာထဲကကလေးတွေကတနက်တစ်ခွင်းရှိတယ်ခင်ဗျဟိုမှာရုံမှာတက်ကတူကျောင်းသားတွေက
အပျော်သားစစ်သားစီမံနေရှိအပျော်သား UTC လို့ခေါ်ပါတယ်အဲ့ဒီ UTC ရလို့မရအနက်ပြရဆိုတော့ပြကွင်းမှာစစ်ကွင်းမှာသွားလို့ပြောပြတ်တောင်တင်ပြတာပေါ့နော်အဲ့ဒီမှာခဲကြည်စားတဲ့ထိတ်ကူးလေးခဲအဲ့ဒါလေးတမိုးချီအဲ့ဒါလူတိုင်းမျိုးတော့ပြန်ကောက်တော့ခဲကိုချိုးတော့ကြည်စားပြန်လို့ပါဒါပေမဲ့ရွာတဲ့အကောင်လေးတွေဘော်ဒီကလာနဲ့ပြန်ဝဲတာဟုတ်ဝဲတဲ့အတွက်တော့ခိုးဘာမှလည်းမပေါ့ကျွန်တော်တို့ခေါ်ရတယ်ဆိုတော့ကျွန်တော်တို့ပြောမခေါ်အောင်တင်းနေတာမလုပ်အောင်ဒါမဆိုင်ဘူးသူတို့ခင်ဗျားတော့မသိဘူးမိုးရဘူးပြီးတော့ဖားနေမယ်နော်သိတယ်မအလုပ်ခိုးတာခိုးတော့ဒီနေ့ကျတော့ဟိုကဒလဝန်လိုက်ပါပြေးကြတယ်လေကျွန်တော်အိမ်ထဲဝင်လာပါလိပုံတုံးနေတော့အနောက်ကဒလဝန်နဲ့ရဲပါခေါ်ပြီးလိုက်တာဒါမှလည်းသူတို့မမိလို့တော်သွားတယ်အဲ့ဒီလူကအဲ့ဒီကလေးကိုကျွန်တော်တကယ်ရဲမြင်တိုင်းကြောက်တယ်တက်တီလေးတွေကနော်တွတ်ဆက်တဲ့တက်တီလေးနော်ဟောရဲမြင်ဘာလို့ကြောက်လဲသူ့မှာအပြစ်တစ်ခါရှိထားတာအဲ့ဒါကတော့ကျွန်တော်တို့ဓမ္မဒိဋ္ဌာအတိတရားမသိပဲနဲ့မသိစိတ်တွေရဖြစ်နေတယ်အာယုံတကူကအဲ့ဒါကတော့မဟုတ်တာလုံးနေရင်တော့သိတယ်လိပ်ပြာတက်တည်ထူတယ်အဲ့ဒါကြောင့်မလို့ငရဲကိုတဲကြောက်တာငရဲကိုတဲကြောက်နော်စဉ်းစားကြည့်နော်မကြောက်ပါဘူးပါလို့ပြောတယ်ကောင်အလကားပြောတာဘယ်တော့ပို့တည်လဲဒီလားတေကန်နည်းရင်သိတည်တာသိကြောက်တာဘာကြောက်တာကိုသိတယ်လေစဉ်းစားကြည့်ပါနော်အဲ့မှာတရားမလို့ပေါ့နော်ကျွန်တော်ဘုရားဝါဒတော့တရားမလို့ခရိယာတရားမလို့ပေါ့နော်တရားဘာသာတရားမရှိတဲ့သူတွေကြောက်နေတာပဲအောင်စံဟုတ်လားဒါတော့ထားလိုက်တော့ဒါကြောက်တဲ့အပိုင်းပေါ့နော်ဒါမှလည်းကောင်းတဲ့ဘုံလည်းရှိတယ်တဲ့ကောင်းရာတုတိဘုံလည်းရှိတယ်တဲ့နော်အဲ့ဒါကိုလည်းယုံတယ်ယုံပါတယ်ကျွန်တော်ထင်ပါတယ်ဒီမှာထိုင်နေတဲ့ညီကိုရာနှုံးပြည့်မောင်နှမတွေယုံတယ်နော်ကောင်းရာတုတိဘုံရှိတယ်ဟုတ်လားကျွန်တော်ပြောချင်ပါဘာတက်တဲ့ကြောင့်လဲလို့ဆိုတာပြောချင်ပါတယ်ထူးဆန်းတဲ့အကြောင်းကိုလူရဲ့ထူးဆန်းတဲ့အကြောင်းဒီနေ့ဒီမှာရောက်နေတာအဲ့ဒီအခြေခံသဘာဝကြောင့်ရောက်နေတာနံပါတ်1အဲ့ဒီအခြေခံသဘာဝကြောင့်ကျွန်တော်တို့ကဒီနေ့နှုတ်ကပတ်တော်ရှင်ကိုယုံကြည်လက်ခံတဲ့အခါမှာထူးခြားတဲ့တက်တည်အထဲမှာဖြစ်တာ။ဘုံနောက်ကစာနဲ့ပြောတာအထဲမှာဖြစ်တာကိုယ်ရဖြစ်တယ်အဲ့ဒါတက်တည်ခံချက်ဖြစ်ပါတယ်။နော်ဒီတော့ကောင်းရမယ်ဒါလည်းမကောက်ပါဘူး။ဖယားဆိုတာရှိတယ်ရှိတာပေါ့။ဖယားမဲ့ဝါဒီတွေတောင်မှတော့တွေပါတွေခိုးတဲ့လူတွေပဲဒီကနေ့အလင်းဝင်လာပြီးမှအောင်မယ်ခေါ်မကလူတွေပါဖြစ်နေတယ်။တာနာရေးဥစိဌာနမှာညွှန်ကြားရေးမှုချုပ်ဖြစ်နေတယ်။အဲ့ဒီလူတွေကလေဖယားမဲ့ဝါဒီသမားတွေကွန်မြူနစ်အလင်းဝင်တွေတစ်ချိန်တစ်ခါကလက်တွေ့ကြကွန်မြူနစ်လောကနိဗ္ဗာန်တည်မယ်ဆိုတဲ့ဝါဒကြီးနဲ့ဖြစ်ပင်နဲ့အထဲလေးကထောက်တတ်တာထဲတဲ့ထောက်တတ်မဲအသက်ကလေးလေးရလာတော့ဘုရားနဲ့တရားနဲ့အော်စရာကြီးနော်ဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့ကျွန်တော်တို့ကဘုရားရှိတယ်ဆိုတာလည်းပဲအတိပေးလို့တရားကြောင့်ဖတ်မိလို့ဟုတ်အတိပေးတယ်ဖတ်မိတယ်တရားကြောင့်ဖြစ်တဲ့စကားတွေအားလုံးကဟုတ်မှန်ကြောင့်အထဲကတက်တည်ထူမှခံစား권ဖြစ်လာပါလားဖြစ်လာတာပါကျွန်တော်တို့မှာချစ်တတ်တဲ့သဘောလေးရှိတယ်မုန်းတတ်တဲ့သဘောလေးရှိတယ်လူတွေမှာနော်ချစ်တတ်တဲ့သဘောကတာရောစဉ်ဖြစ်စီတယ်ပေါ့ဆိုတော့တာရောစဉ်လေးကျွန်တော်တို့ဖြစ်ပြီးဆိုရင်တဘာဝကိုကဒီတာရောစဉ်ကိုညှိတွယ်ခြင်းတဲ့စိတ်ကအထဲမှာရှိအဲ့ဒီအထဲမှာရှိတဲ့တဘာဝလေးကဝတ္ထုလေးများဖတ်လိုက်လို့ရှိရင်
အောင်လေပါပြီးတော့မျောပါသွားတာအချို့များညာလုံးပေါက်ဖောက်တယ်မနဲ့ကြတော့ကြောင်းတော့မသွားဘူးဘာဖြစ်လဲစိတ်ဝင်စားတယ်နော်ဇက်ကောင်နဲ့သူကဝင်သွားသူ့ရဲ့စိတ်ဓာတ်ကဝင်သွားတယ်မလီအဲ့တဲ့ဇက်ကောင်မလေးတဲ့ဒါရတော့ငိုချင်းချဝန်းနေကြမှာမျက်ရည်တွေဆွဲလှုပ်လိုက်တည်တယ်စာဆိုတော့ရေးကောင်းတယ်လို့စိတ်နှလုံးကလှုပ်ရှားတယ်နော်မှန်တယ်အဲ့တော့ဘာဖြစ်လဲအထက်မှာမေတ္တာဓာတ်ကရှင်းလို့ဖြစ်တယ်ဒါမှလည်းအဲ့ဒီမေတ္တာဓာတ်ကမပြည့်ဘူးဘယ်တော့မှပြည့်လဲဟေးကိုယ်ချစ်တဲ့လူနဲ့ကိုကချစ်ရတယ်ချစ်လာပြီဆိုတဲ့အခါကျတော့အဲ့ဒီအခါကျမှတကယ်ဟာကပြည့်အဲ့ဒီခါစိတ်ကူးလည်းမဟုတ်ဘူးဝတ္ထုလည်းမဟုတ်တော့ဘူးအဲ့ဒီခါမှာရေးပေးလိုက်တဲ့ရေးစားစာကစာမဟုတ်တော့ဘူးခင်ဗျဟုတ်သေးလားစာမဟုတ်တော့နော်သူကမေတ္တာဓာတ်မလေးဒါလေးများဆွဲနေလေရတာတချို့များလေအိမ်တော်ကြပြီးအနှစ်40ရှိသေးတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့မှာမေတ္တာဆိုတဲ့ဒီစားလေးရှိအဲ့ဒါကြောင့်လူကတော့ထူးဆန်းတဲ့လူသားကိုယ့်အကြောင်းပဲကိုစဉ်းစားရတော့အောင်းစရာပေါ့အဲ့တော့ဘာသာတွေမှာနှုတ်ကပပါသောကြောင့်ဟုတ်တာတွေကိုအပေကြောင်းလားအကုသိုလ်ကြောင်းလားကုသိုလ်ကံကြောင်းလားကောင်းရတုပ္ပတိပုံလားတန်တရားလားအားလုံးဟာငါတို့ကဒီဘာသာဝင်လို့ဒါယုံတာမဟုတ်ပါဘူးဟုတ်ပါဟုတ်အထဲရဲ့ဓမ္မယုံကအတည်ပြုလို့ဖြစ်တာပါဓမ္မယုံအဲ့ဒီဓမ္မယုံကိုဘုရားသခင်ကလူထဲမှာထည့်ထားပါတယ်ဆိုတာကိုကျမ်းစာကနေပြချင်ပါတယ်ကျွန်တော်ညီကိုကခဏလေးပြောပါတယ်ယုံကြည်သူဖြစ်သွားလို့မောင်းထုတ်တယ်တဲ့မောင်းထုတ်တော့လည်းထွက်လာတာပေါ့ဟောဆိုတော့ယုံကြည်သူဖြစ်ရတဲ့သူရဲ့တက်တွေကခရိယံဘာသာဝင်သွားတာမဟုတ်ပါဘူးဝင်သွားလို့မရပါဘူးဘာသာထဲဝင်ရင်တော့ဘာသာလူစုနဲ့ပဲတိုးပြီးတော့ကျွန်တော်တို့မိသားဖြစ်တယ်ဒါပေမဲ့နှုတ်ကပတော်ရှင်ခရစ်တော်ကိုတက်ရှင်တဲ့နှုတ်ကပရှင်ယုံကြည်သွားလို့မေတ္တာဓာတ်ကအแทမှာလက်တွေဓာတ်စီးပြီးတော့ခံစားရတဲ့အခါကျတော့ကြားဖို့ပါလိမ့်မယ်တတိသမီး driver နဲ့လိုက်ပြီးစွန့်ရဲတယ်တကယ်ကိုတန်ဖိုးမေတ္တာတန်ဖိုးတည်ရေးထားပါဦးမိဘတွေစွန့်လိုက်ပြီးစွန့်ပါအိမ်မှာတာမှုမရှိဘူးမကြိုက်တဲ့လူနဲ့အတင်းပေးစားငိုနေရတာမျက်စိဆွဲဆွဲရွှေဘုံရွှေနွမ်းထိုင်နေပြီမဲ့စိတ်ကမချမ်းသာဘာလို့လဲဆိုတော့အဲ့ဒီမှာမေတ္တာဘောမပါတော့မေတ္တာအရေးသိကြည့်လားအဲ့ဒီမေတ္တာကျွန်တော်တို့အသက်ပါတဲ့မေတ္တာအသက်ရှိတဲ့မေတ္တာအဲ့ဒီအရှင်နဲ့ဆက်ဖို့ရကျွန်တော်တို့ကိုဘုရားသခင်ကဖန်ဆင်းတဲ့အချိန်မှာဖြစ်စေလို့မဖန်ဆင်းပါဘူးဖြစ်စေလူတွေဖြစ်စေဆိုအများကြီးပြောတော့မှာပေါ့နော်အဲ့လိုမဖန်ဆင်းပါဘူးတယောက်တည်းကိုဖန်ဆင်းတဲ့အခါမှာဒီလိုတွေ့ရပါတယ်ထို့နောက်သာဝရရှင်ဘုရားသခင်ဒီမြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍မြေကြီးကနော်သူ၏နှာခေါင်းထဲကိုဇီဝတက်ကိုမှုတ်တော်မူရင်လူဒီအသက်ရှင်သောတရားတဲ့နော်ဒီမှာအဆင့်ကလေးကနှစ်ဆင့်ပေါ့ပထမတစ်ဆင့်ကသင်္ခါရမြေမှုန့်ကနေပြီးရှုပ်လို့ကျွန်တော်တို့ကတရားလုပ်ပေးတယ်ဒီကလေးတွေအဲ့ဒါကလောကနဲ့စီလျော်သောအာယုံတွေမျက်စိလေးတွေရဲ့နှာခေါင်းလေးတွေရဲ့နားလေးရဲ့ရှားလေးရဲ့ခန္ဓာကိုယ်လေးနော်အဲ့ဒါလေးတို့ကျွန်တော်အာယုံ၅ပါးတင်ကသင်္ခါရအာယုံသင်္ခါရအာယုံနဲ့ကျွန်တော်တို့ကကြည်နူးတယ်သင်္ခါရအာယုံနဲ့ဝေးလာတဲ့အနံ့လေးကိုခံပြီးတော့ကြည်နူးတယ်သင်္ခါရအာယုံနဲ့ညံ့ညံ့ညောညောဂရီဘာဘောထိုင်အဲ့ရတာချိန်နှက်တယ်ခန္ဓာကိုယ်ကတက်တည်ထူတယ်နော်ခန္ဓာကိုယ်ကတက်တည်ထူလှပတော့မျက်စိကတက်တည်ထူအဲ့တော့ဘုရားသင်ပေးလေစဉ်းစားကြည့်ပါနော်သင်ဆရာရှိတယ်လားမရှိပါဘူးနော်မရှိပါဘူးအခုကျွန်တော်ကပြောပါတယ်ကျွန်တော်မှာဝါရကျိုးတွေကိုအများကြီးပဲနော်ဘေးကလူကမ
နောက်ကျကိုဟုတ်လားလို့မေးရလားမမေးရဘူးထင်တယ်နော်ဒီကဲပဲလေဒီမှာဝါရကျိုးနေမနေဘူးတွေ့လားဒီဝါရတွေအများကြီးပဲအဲ့ဒါတော့တော်သေးတယ်တရားဝါရမရှိဘူးဒါလည်းကျွန်တော်လာတတ်တာသေးနော်ကျွန်တော်တွေကဝါရကျိုးတယ်ဒါပေမဲ့ကျွန်တော်ကဝါရကျိုးအနေနဲ့နော်လို့ပြောရင်ထိတဲ့လူတွေကအရှိရနေလူတွေကဟုတ်တယ်မဟုတ်ဘူးဆိုတာဘာကတက်တည်ထူထားလဲဘေးကလူကတင်ပေးလို့လားမဟုတ်ရဘူးထင်တယ်နော်အလိုလျောက်အာယုံကကိုယ်မှာရှိတဲ့အာယုံကဟုတ်တယ်ကျွန်တော်အင်ကြီးအဖြူဝတ်ထားပါလေဗျာယုံသလားယုံရင်တော့မျက်စိမရှိလို့ပဲဟုတ်တယ်နော်ဘေးကလူမေးကြည့်လိုက်ပေါ့ဆရာကြီးပါအင်ကြီးဝတ်ထားတယ်တောက်တဲ့အင်ကြီးအကြားလေးဝတ်ထားတယ်ဟုတ်တယ်နော်တောက်တဲ့အင်ကြီးအဲ့ဒါကျွန်တော်ပြောတာဟုတ်လားမဟုတ်လားအခုကျွန်တော်ပြောတဲ့နှုတ်ကပကဟုတ်တယ်မဟုတ်ဘူးဆိုတော့ဘာအတီးပြုတ်တာလဲခင်ဗျားတို့ရဲ့မျက်စိအတီးပြုတ်မဟုတ်လားအတန်ကရောဘယ်ကကြားနေလဲဟုတ်တယ်နော်နားနဲ့ကြားနေပါအဲ့တော့သင်ပေးလို့သိတာမဟုတ်ပါဘူးအာယုံကအတီးပြုတ်လို့သိတာပါဒါသဘောပေါက်မှယနေ့ရဲ့ကျွန်တော်တို့မိမိမူလမိယုတ်ခလားကိုယ်ွယ်တဲ့ဘာသာဖြစ်ဟုတ်လားယခင်နဲ့လည်းခရိယံဘာသာဝင်ကြီးဖြစ်ပြီးမှတခါလေလည်းခရိယံဘာသာဝင်ပြီးမှခရစ်တော်မသိတဲ့လူအများကြီးရှိခရစ်တော်အကြောင်းကိုသာသိပြီးတော့ခရစ်တော်မသိတဲ့လူရှိဆိုလိုတာကဘာလဲဆိုရင်ရေးသားစာပဲဖတ်ပြီးရေးသားမရှိတဲ့လူနဲ့တူတယ်သဘောပေါက်တယ်နော်တခါလေရေးသားစာမလို့ကျွန်တော်ကြောင်းပါအရာကြီးရတယ်ဟိုတနေ့ချောတဲ့လူတွေလည်းရှိတော့ဘူးဗျာအဲ့ဒီလူတွေကလည်းရေးသားကလည်းမင်းကြောင်းတောင်လို့နေဗျာဒီဘက်ကြောင်းနေဟိုကြောင်းကောင်းဝင်လို့ကြည့်တော့အဲ့ဆိုဒီကောင်လည်းကြွားတော့မပြောနေဗျာဒါလူငယ်သမားဝပါနော်ကျွန်တော်လည်းဟို section နဲ့3လရော့ဆိုတော့ကျွန်တော်တက်ကဒီဘွားရမှာအဲ့တော့ကြွားတော့မပြောဟာအဲ့တော့အမျိုးမျိုးကြွားတော့ဒီစားဆောင်အဲ့တော့မခံနိုင်တဲ့ကောင်ကလေကိုယ့်အကူပြန်ရေးတယ်သူလည်းရေးသူများဒီမှာဆိုညီမလေးရေးခိုင်ညီမလေးရေးခိုင်ဘာလို့အကူရေးလာမှာမဟိုပြန်ပေးသလိုပါလို့ဒါသူပြဘလို့မစိတ်ဝင်စားသူရောက်ကလည်းမချောဘူးစိတ်ဝင်စားတဲ့ခါကျတော့သူကဘာလုပ်လဲဆိုလူရှိမှပြစ်ချသူကရေးစာလေးကိုပြစ်ချတယ်မှဘာလဲကွာမလို့ပါနဲ့ကွာမဲအဲ့တော့လေလူငယ်တဘာဝမချင်နဲ့လူကြပြုတ်ကြခါတော့ဆွဲပတ်အောင်မဲကိုဘယ်မှာကိုမရှိဘူးစဉ်းစားကြည့်နော်ကိုမဲစောင့်နေတာမလားပါလားအစောပေါ့လေအဲ့ဒီထွဲလုံးနေသူကသူပဲရေးပြီးတော့သူကကျင်납တာပါသူများတွေကတကယ်ရေးစားရှိတယ်လို့ထင်လို့ယုံတာနဲ့သူကကျင်납တာတကယ်တော့သူ့မှာမရှိဘူးဒီကနေ့လည်းဒီလိုပဲဖယားအကြောင်းကိုသိပြီးတော့ဖယားကိုမသိရတဲ့အထက်မှာဖယားကိုသိနိုင်ဖို့ဖယားကကျွန်တော်တို့ဓမ္မယုံဆိုတဲ့အလိုလျောက်ဖယားအကြောင်းကိုကြားရင်သိဖို့အာယုံကိုနှာခေါင်းထဲကမှုတ်ထက်တဲ့ဇီဝဆိုတာနံသက်ကိုပြောတော့ပါဒါကြောင့်ယုတ်နဲ့နံတဲ့ဒါဆိုရနော်ယုတ်နဲ့နံဟုတ်တယ်မလားယုတ်ကတော့အပုတ်ကောင်ယုတ်ဆောင်တာသင်္ခါရမြေကဖြစ်တာနံသက်ကတော့နော်ဘယ်တော့မှမပုတ်ဘူးမပုတ်လို့ခက်နေတာမပုတ်တဲ့အတွက်ယုတ်နဲ့နံကွဲတဲ့အခါအဲ့ဒါကိုအနိစ္စရောက်တယ်လို့ပြောပြီးတန်တရားကြီးနဲ့ဖြီထားရတာသွားလေရောဟဲ့ကိုချောကြောက်နေတာအဲ့ဒီထဲမှာဏီကုန်းကိုကြောက်တယ်လဲနေတာဘာကြောက်တယ်ရှိတယ်ဒီတဘောကဟိုပြောင်းမပြောတော့ပြောချက်ကောင်းတယ်ငါဘယ်ဘဝတော့ဘာဖြစ်တယ်မဲဘယ်ဘဝတော့ငါဘလို့ငါတို့လှလာလေးအမလေးရဒါပေမဲ့အဲ့ဒီဘဝတွေတဲ့ကိုအပယ်မှာဆုံးရမှာကြောက်ကြကောင်းအဲ့ဒါကိုသိခွင့်ပေးဖို့သိနှင့်ဖို့ဘုရားသခင်ကလူကိုတဘာဝနှစ်ဖြာသင်္ခါရယုတ်ကာယမြေကြီးမှုန့်မြေမှုန့်ကလုပ်တယ်ဇီဝအသက်နံသက်ကြနံပိုင်းဆိုင်ရာနံသက်ကြဘုရားတဘာဝပြည့်စုံတဲ့ငါတို့ရဲ့တရားတဲ့ဘုရားတဘာဝတရားနော်ဒါကြောင့်လူကအမှန်မတရားလို့တော့ဘေးကကြည့်ပြီးတော့သူမခံတာဖြစ်တယ်မတတ်နိုင်လို့တာကြိတ်နေရမယ်အလိုလျောက်မကြိုက်ဘူးမတရားလို့တာကြိုက်လားဒီထဲမှာဘယ်နှယောက်ရှိလဲမတရားလို့တာကြိုက်ကျွန်တော်တရားကြောင့်မဟုတ်ဘူးနော်
အထဲတွေကတက်တွေကမချိုက်ကလေးလေးတွေကိုမုတ်ခါကျွေးကြည့်ပါလားတကြားလုံးလက်တဲ့စက်ကိုနေပဲလိုက်ပါခွာပြီးတော့လေသူပရမနန်းကြည့်မယ်သူမတင်ငါဖြစ်လိမ့်မယ်အနံ့ကမမွေးဘူးနောက်ရက်ကြည့်မယ်ပြီးရင်လွတ်ပြတယ်မလွတ်ပြရင်ကျွန်တော်ပြောနေတယ်ဘယ်သူမှတင်မှုမလို့ဘာဖြစ်လဲသူ့မှာအာယုံကတက်တဲ့ထင်ရှားအတိပေးသောအာယုံရှိတယ်ဒါတော့ဒီနေ့ကျွန်တော်တို့အတိပေးသောအာယုံဒီလိုသောအသက်ရှင်နေတဲ့ထာဝရမြတ်စွာသောဘုရားဟုတ်လားဘုရားဆိုရင်တော့ကျွန်တော်တို့အထဲတွေကပဲမေးကြည့်ပါအပြင်မှမဖြစ်ဘူးအပြင်ကနေတိုက်ဆိုင်တာရဲ့ညီညွတ်တာရဲ့ယူပြီးတော့ကျွန်တော်တို့ကလက်ခံတာဖြစ်ဘုရားဆိုတာလုံးဝဒုစရိုက်အပြစ်ခင်ဘယ်လိုညင်းမလဲအပြစ်တွေရှိရင်တော့ဘုရားလို့ကျွန်တော်မကိုးဝယ်ချင်ဘူးနော်အပြစ်ရှိတဲ့ဘုရားကိုကိုးဝယ်ခြင်းလို့ရှိလားမကောင်းတဲ့ဘုရားကိုကိုးဝယ်ခြင်းလို့ရှိလားမရှိအထဲထဲကိုလက်မခံလုံးဝကောင်းဘုရားကောင်းလားသဘောတူလားစဉ်းစားကြည့်စမ်းဘုရားဆိုတာကောင်းသလားဆိုးသလားကောင်းတယ်ဆိုလက်ထောင်ပါကောင်းတယ်လို့ယုံရင်ဟုတ်လားဒီတော့ကိုယ်ကနေကိုတော့ကိုယ်နေတော့ကျွန်တော်မိဘမိပြီးတော့သဘောစိတ်မဟုတ်ဘူးနော်ဟုတ်ကိုတိကိုကျွန်တော်ပြောကျွန်တော်ဘယ်လက်နှချောင်းထောင်ထားလဲလက်ညှိုးဘယ်နှချောင်းထောင်ထားလဲတစ်ချောင်းနဲ့ပါတော့တူကြရတာအလုံးမျက်စိရှိလို့မျက်စိမရှိတဲ့လူအဲ့ဒီမှာထိုင်နေရလဲသူသိတယ်လက်ချောင်းထောင်ထားတယ်ဒါပေမဲ့ဘယ်နှချောင်းဆိုတာ तू မသိဘူးဟုတ်လားဘေးကလူငယ်ဘယ်နှချောင်းလဲဟိကောင်အဲ့ကောင်တစ်ချောင်းနဲ့ကွာအဲ့တစ်ချောင်းအဲ့ဒါ तू ကတော့ follow လိုက်တာပေါ့နော်ဟုတ်လားဒီနေ့ကကျွန်တော်တို့ကဖယားနဲ့ပတ်သက်အထက်ကတီးပြီးသားပါအဲ့ဒါနဲ့ညီတဲ့ကျွန်တော်တို့ထဲမှာရှိတဲ့တက်တွေနဲ့ညီတဲ့တက်တွေကိုရရင်ကျွန်တော်တို့ဒီစားမလို့ချစ်နေရင်ဒီအထဲမှာရှိတယ်ဟုတ်လားလိုသေးလားစားမလိုတော့ဘူးနော်ဟုတ်ကဲ့လားမလိုတော့ဘူးဓာတ်ပုံလေးတော့ကြွားဖို့တော့ပြားကျင်တာပေါ့နော်ဒါတော့ရှိတာကိစ္စမရှိဘူးသဘာဝတော့ကျွန်တော်ဒါတွေဘာဖြစ်လို့ပြောနေတာလဲဒိဋ္ဌဓမ္မတက်တည်ရတယ်ယုံကြည်သူတွေဟာထူးခြားတယ်ယုံကြည်မှနော်ယုံကြည်မှဘာဖြစ်လို့လဲတဲ့ဘုရားရဲ့နှုတ်ကပကိုမယုံရင်တော့တဲ့ဘုရားနဲ့ဆက်တယ်အာရဏိဧဝဘုရားနှုတ်ကပမယုံစာရံကိုယုံပါသောကြောင့်ဘုရားနဲ့ဆက်ပြတ်သွားသောကြောင့်ကျွန်တော်တို့ကဒီနေ့အပြစ်နဲ့ဒုစရိုက်ဆိုတဲ့သဘောတစ်ပါးပါဗီဇပါလာတာဖြစ်ပါတယ်ဒါတော့ဒီနေ့နှုတ်ကပကိုပြန်ယုံလိုက်တာနဲ့အပြစ်စီရင်မခံဘူးတဲ့ဟောနှုတ်ကပတော်ဒီဟူသောခရစ်တော်လေခရစ်တော်ဆိုတာအသက်ရှင်သောနှုတ်ကပတော်ယေရှုခရစ်တော်ဆိုတာအသက်ရှင်သောနှုတ်ကပတော်ကဘာကိုဖန်ဆင်းသောနှုတ်ကပတော်ရှင်အသက်ကိုပေးသောနှုတ်ကပတော်ရှင်ဗျာဒိတ်တော်နဲ့လူဘောင်ကိုလူရောင်ဖန်၍ဘုရားတို့ရဲ့ဂုဏ်တတ္တိကိုပေါ်ဖို့လာခဲ့မယ်လို့ပရောဖက်ပြုထားတယ်ရသော်သောဘုရားထိုအရှင်ကလွန်ခဲ့တဲ့အနှစ်2000ကကြွဆင်းလာတာကိုတမိုင်းထဲမှာဝင်လာတယ်အစတမိုင်းထဲမှာဝင်နှလုံးထဲမှာဝင်တယ်တမိုင်းထဲမှာဝင်သွားတယ်အဲ့ဒီအကြောင်းကိုကျွန်တော်တို့သာသနာလုပ်တာသာသနာလုပ်လို့ကယ်တင်ခြင်းမရဘူးသာသနာလုပ်ပြီးတော့မှကြားတဲ့လူကဒီဓမ္မယုံရှင်သန်ဆင်ခြင်တဲ့အခါဟုတ်ကဲ့လားဟာဟုတ်တယ်ဟာဟုတ်တယ်ဟာအဲ့ဒီဟုတ်တယ်ဟာယူကြည့်တယ်လေဟုတ်တယ်ဟာအထဲထဲနဲ့ကြိုက်တယ်နော်ဘာသာနဲ့တိုင်းရင်လည်းကြိုက်မှာပဲကြိုက်မှာပဲပြီးတော့မှန်မှာပဲအဲ့ဒီမှာဘာပါလဲဆိုအပြစ်တရားခသေခြင်းနဲ့ထာဝရပျက်စီးခြင်းပါတယ်သိတယ်ဗျာသိပြီးသားအဲ့ဒီကလုတ်ဖို့လမ်းရှိလာတဲ့တရားအရတော့ကောင်းတာနေဖို့ကောင်းတာလို့ပေါ့နည်းနည်းလေးမဲ့ပေါက်ရှိရင်တော့မရဘူးအကောင်းကတတအဆိုးကတတအကောင်းအတွက်အကောင်းစားမှပြင်မယ်အဆိုးတော်ခံမှအဲ့ဒီအတွက်အပေကဘယ်တော့မှမလုပ်သားတော်ကိုယုံကြည်တော့သူအပြစ်ရှင်နေမခံဘူးတဲ့အဲ့ဒီတော့မှရင်သက်ချင်းကိုအတွင်းကခံစားရတာဖြစ်တယ်ဒါတော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကိုဒီအာမကကိုကိုတိဖို့ပေါ့နော်
ကိုကနေကိုတိုင်းပြီးတော့ကိုဆိုတော့ဒီတိလာတော့တပြေးပြေးဟာငါအထဲဟာနဲ့ကြိုက်တာဟာဟုတ်လားငါအထဲဟာနဲ့ကြိုက်တာဟာဒီလိုတွားရမှာအဲ့တော့မှဒိဋ္ဌဓမ္မဘုရားတက်တယ်ဆိုတာမှန်တယ်ဆိုရင်ရွာထဲကပဲမောင်းထုတ်သမင်းပဲအငတ်ထားကြောင်းမဟုတ်ဟုတ်တယ်လားဘုရားနဲ့အဆက်ရှိတယ်အဲ့တော့ဘယ်လိုလုပ်မလဲသမင်းကနေတာပေါ့ဟုတ်တယ်လေဒါမှလည်းမတရားပါဘူးဘုရားသခင်သူ့နိသူဟာနဲ့အမျိုးမျိုးရှိတယ်ကိုတော်ကတက်တည်ပြန်ထူငါ့ကိုယုံကြည်သောကြောင့်ယုံကြည်သောငါအသက်ရှင်နေဆိုယုံသောကြောင့်ငါအသက်ရှင်နေဆိုတက်တည်ထူစားကြရလဲဖန်တီးပေးမယ်စီစဉ်ပေးမယ်နော်အန်ဒီကလည်းလုတ်ကင်းစီတယ်အဲ့ဒီအာမခံကိုပေးပြီးမှတက်တည်တွေရလာတော့ယုံကြည်တိုးမတက်ဘူးလားအဲ့ဒီတိုးတက်သွားမှာပဲအကြောင်းတပည့်တော်တက်တာဆိုတာဖြစ်လာတာပါဒါပေမဲ့တပည့်တော်တက်တာဖြစ်ရပဲဆိုတော့လေဘုရုဘာပြောကိုတပည့်တော်လုတ်ချင်တယ်လို့ပြောလို့မရဘူးလေယုံတဲ့တက်တွေသူနှုတ်ကဝန်ခံမယ်ပြီးရင်ဗတ္တိဇာခံမှာပေါ့ဗတ္တိဇာခံတော့တင်းလူကြီးများအမှုတော်ဆောင်များဗတ္တိဇာခံထားသောကြောင့်တောင်းဖြစ်လာဗတ္တိဇာခံသောသူကတော့တောင်းဖြစ်တယ်မတောင်းလဲတဲ့ဖရာသခင်နှုတ်ကပကိုသိကျွမ်းပြီးတော့တမန်တော်တွေဩဝါဒနားလည်ဖို့ဒါကြောင့်မလို့အဲ့ဒါကိုမိတ္တဟာရလို့ခေါ်တာပါပထမအသင်းတော်မှာ3000များလို့ပြောသူတွေကအဲ့ဒီတယောက်နဲ့တယောက်နှောင်ချိုးဖွဲ့ပြီးတော့ဝင်ပါတယ်တမန်တော်တွေကသင်ရတယ်သူတို့ကနာခံတယ်ခရစ်တော်ကတက်တည်ထူတယ်တမန်တော်တွေကသင်တယ်သူတို့ကနာခံလိုက်တော့တယ်ခရစ်တော်ကတက်တည်ထူတယ်သာရှင်တော်ဝင်တော်လက်ပြတယ်အဲ့ဒီစုံလင်သောအသက်တာကြောင့်ဒီနေ့ကဘာမှာ3ပုံပုံ1ပုံကခရိယန်ဆိုတဲ့နာမသမုတ်ပြီးတော့တက်တည်ခံကြပါတယ်တဲ့ဒီထဲမှာကျွန်တော်တို့ပါရတာပေါ့နော်တို့တော့စာကြီးပဲရည်စားစာလားတကယ်ရည်စားလားဆိုတာကယုံကြည်သူမှာပဲတက်တည်ရှိတယ်ကြားသာပြပါမယ်အခုတော့လူဖြစ်ရင်ကိုပြပြီးပါပြီပြီးရင်နည်းနည်းတဲ့ကျွန်တော်တို့ရဲ့အာယုံအကြောင်းပြောပြီးပါပြီအခုတော့နှုတ်ကပတ်တော်ပေးတဲ့ဗြိဉ္ဉ်ကိုပြောပါမယ်ရှင်အောင်ဩရစာပထမစာဆောင်ကျွန်တော်တို့အခန်းကြီး9မှာဒီလိုတွေ့ရပါဖြစ်ပါတယ်ချစ်တော်ညီကောင်မောင်တို့များအခန်းကြီး9အငယ်30ဖယားသခင်၏သားတော်ကိုယုံကြည်သောသူသည်မိမိအထဲ၌ထိုတက်တည်ကိုရတယ်ခုနပြောတဲ့နော်စင်ကြယ်ုံတရားတွေနဲ့ကိုက်ညီသောတက်တည်တွေကိုရတယ်ယုံကြည်လိုက်တဲ့အခါမှာအပြစ်စီရင်ခြင်းမရှိတော့ဘူးဆိုတဲ့တက်တည်ရတယ်ဆိုအေးတော်စိတ်အေးတော်ပေါ့နော်လက်ပြန်ထမင်းစားဖို့ပူရင်တော့ပူမှာပေါ့လူကိုဒါပေမဲ့တေရင်တော့ဘယ်ရောက်မလဲဆိုတော့မပူကတော့အဲ့ဒီရဲ့တက်ချင်းပြီးတယ်တက်တည်နဲ့ပြီးတယ်ဘယ်လိုတက်တည်နဲ့ပြီးသလဲတဲ့ယောမဩရစာခန်းကြီး8မှာဒီလိုတွေ့ရပါတယ်ဒီလိုတွေ့ရပါတယ်ခန်းကြီး8အငယ်16မှာအောစရာကြီးငါတို့ဒီဘုရားသခင်သားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့ဝိညာဉ်နဲ့အတူတက်တည်ပေးတာတဲ့နော်ဆိုတက်တည်ကိုပေးလို့ညင်တက်တယ်ဘုရားသားဖြစ်သွားပြီနော်ယုံကြည်လက်ခံဘုရားပါပေးတာခုနပြောတဲ့ဓမ္မယုံကိုဘုရားအာယုံကလေအတိပေးတယ်ဟုတ်လားအတိပေးတယ်အဲ့ဒီအတိပေးတဲ့အပေါ်မှာမူတည်ပြီးမှနောက်ဆုံးတစ်ချက်ကတော့အငယ်14ဘုရားသခင်ဤဝိညာဉ်တော်ဆုံးမပဲ့ပင်ခြင်းနဲ့တက်တည်ထိုးမယ်ဆုံးမခြင်းပဲဆိုရင်နာခါတယ်အဲ့ဒါတစ်ခါမှရိုက်နေမဟုတ်ဘူးပဲ့ပင်ခြင်းတဲ့ကျွန်တော်အသက်တာကိုပို့ဆောင်သွားမယ်ဟုတ်တယ်မလားပို့ဆောင်သွားမယ်အဲ့ဒီပို့ဆောင်နေတဲ့တက်တွေကိုအတည်ပြုဖို့ကတိတ်အုံများလိုတာဖြစ်တယ်ယုံကြည်သူရဲ့မိတ္တဟာရကလိုတာဖြစ်တယ်ယုံကြည်သူအချင်းချင်းကြည့်ရင်အော်သူ့မှာရှိတဲ့တက်တွေကနှုတ်ဘတော်အတိုင်းဟဲ့ငါလည်းရနိုင်တာပေါ့ရတာပေါ့အဲ့လိုနဲ့ပဲတပြေးပြေးရင့်ကျက်တော့အသက်တာစိတ်ချတော့အသက်တာပြည့်ရဲ့ခတက်တွေဖြစ်တော့အသက်တာဘုရားကတက်တွေထူတယ်ဒီနေ့ဒီထဲမှာတော့ယုံကြည်သူတွေတော့နေမှာပေါ့နော်ဟိုယုံကြည်တော့ဒီနေ့တော့ယုံကြည်သူပေါ့ခရိယာတွေကဆိုရင်တော့အများကြီးဒါမှမဟုတ်ဒီနေ့လေဒီမှာရှိလို့လက်ထင်တယ်
ယေရှုနာမ၌ဆုတောင်းဘူးသလားလို့ကျွန်တော်ပြောဘယ်လိုဖြေဆုတောင်းဘူးရင်လည်းလေးထောက်ပြပါယေရှုနာမ၌ဆုတောင်းတယ်လို့ဟာလေလုယာဟာဒီကိုယ်တောင်းတယ်နော်ဘာဖြစ်လဲတောင်းကြည့်ပါလို့ပြောတာဟုတ်နော်ကဲချပါမယ်အဖြေရောရသလားအဖြေရရင်လက်ကလေးထောင်ပါဦးဟာလေလုယာဟာလေလုယာအချို့တော့သူလည်းနော်ချက်ချင်းမရသေးပဲနဲ့အားမငယ်နဲ့ကိုတော့သမင်းစားကြပါတယ်ဆိုသမင်းစားကြမကြမချင်းမကြွေးဘူးအဲ့တော့တောင်းပြီးချင်းတော့သမင်းရမလာဘူးအချိန်ကြောက်မှလာမှာရမှတွေ့ကြတယ်ဟုတ်လားအဲ့ဒါရသွားရင်ဘာဖြစ်မလဲဟာသစ္စာရှိတယ်ကွာဟာမှန်တယ်ကွာဆိုပြီးရင်လက်ပြန်အတွက်သမင်းစားကိုပူအောင်မလားမပူတော့ဘူးเนาะဒါတက်တရရင်ယုတ်ကြည်ခြင်းတိုးသွားအဲ့ဒါကိုတပည့်တော်တက်တာလို့ခေါ်တာပါအဲ့ဒီအတွက်မဘာလုံးလို့သူရနေကိုလေးရမှာသူရတာကိုရတာကိုညှိနှိုင်းပြီးသဟာရလို့တာအဲ့ဒါမိတ်သဟာရလို့ခေါ်ပါတယ်နော်တမန်တော်ရဲ့ဆုံးမဩဝါဒဆိုတာကတော့ဘယ်လိုတက်ရှင်ရမယ်နှုတ်ကပတ်တော်လေးလာပါဘယ်လိုအတိတ်ပဲမဖွဲ့နိုင်ရင်လာမေးပါအဲ့ဒါလိုပေါ့အဲ့ဒါမျိုးတွေနဲ့ပြီးလာရင်တက်တည်ပေါ်မယ်နော်ကိုရောတက်တည်ထူမှာအော်ဝယ်တော့တက်တည်ကိုရောကထူမှာဖြစ်ခုနကတော့ဟုတ်လားဆူတောင်းဖို့တည်တယ်စိတ်ချင်းတောင်းကြတောင်းတော့အဖြေရပြီတဲ့ဖြေရရင်တက်တယ်မဟုတ်လားအဖြေရတော့တက်တယ်မဟုတ်လားဟုတ်တယ်နော်ဒါကြောင့်မို့လို့ဖယားသခင်ကအစဦးစီစဉ်မပြငါပဲတဲ့အဆုံးလဲငါပဲနော်အဆုံးတော့ဖတ်သွားတယ်နော်ကြားရကြမယ်ဆုံးငါပဲဟုတ်ကဲ့ဟောကျွန်တော်တို့ရဲ့အသက်တာကခန္ဓာတစ်ခုမှာတော့ယုတ်ဝါဒသင်္ခါရလောကီတရားကြောင့်မွေးနေ့နဲ့သင်နေ့ရှိတယ်ဟုတ်တယ်နော်ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ရှိရလာတဲ့ဝိညာဉ်ကဖန်ဆင်းလိုက်တယ်မဟုတ်ပဲအဆုံးမရှိဘူးအစလည်းမရှိဘူးကိုယ်တော်မှာရှိနေပြီးတော့ဝိညာဉ်ကိုကျွန်တော်တို့မှုတ်သွင်းထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာဒီနေ့ဘုရားသခင်ကိုယုံကြည်ခရစ်တော်ကိုယုံကြည်လက်ခံတဲ့လူတိုင်းဘုရားသားသမီးတွေဖြစ်သွားတယ်သတ္တဘာဝခွဲလိုက်တာပေါ့နော်ခုနကသင်္ခါရသဘာဝယုတ်ကအသက်တော်ကြာရင်သိမှာမကြခင်သိရမှာကျွန်တော်တို့ဒါမနဲ့ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးပဲမြင်ရလောက်မြင်ပြန်သွားမှာဟုတ်တယ်နော်သင်္ခါရထာဝရအထင်ပါလေအဲ့ဒီထာဝရအသက်ကထာဝရဘုရားနဲ့သာယာပြည့်စုံနေဆိုရင်မြေကြီးကလာလို့မြေကိုပြန်သွားတဲ့ခန္ဓာကိုယ်ကြည့်ရတယ်ကျွန်တော်တို့ဝိညာဉ်ကဘယ်ဟာလဲဘုရားသခင်ရှိတာနော်ဘုရားသခင်ကလာဘယ်ပြန်တော့လဲဘုရားသခင်ရှိပြန်တော့ဘယ်တော့လဲအပြည့်လွတ်ချင်းဟုတ်ကဲ့လားဒါတော့တာတို့ရုပ်အပြည့်စင်တယ်မခံရတာတို့ရုပ်လက်ကတော့ဘုရားဆင်တာပဲဖြစ်တယ်တာတို့ရုပ်တို့ဒီထောင်ရတဲ့ကိုရပြီးနေရပြီးတော့ဒီလည်းကောင်းတဲ့သတင်းရှိတယ်ရှိသေးတယ်ဒါကတော့ဝိညာဉ်မိုင်းပြောတာဟုတ်ပါဘူးနော်စားဖို့ရဝတ်ဖို့ပြောပါလေနော်လောကမှာလည်းတင့်ကိုစောတင့်ကိုသိမပြေမပြောဆုံးပြေနော်အစင်မဲ့အတူရှိမယ်ဆိုကိုရောကတော့ရှိတော့ကျွန်တော်တို့ကကိုရောရှိတော့ပြင်ချင်တယ်ကိုနေဆိုနေရမှာအဲဒီကိုရောရှိကြောင်းတက်ပြီးကိုနေစဉ်ရတော့တွေ့ပြန်လာအစင်မဲ့ပြုံးနေတာတွေ့ဘာပြဿနာပဲလာကိုရောဘယ်လိုပြီးတော့နော်ဘာလို့လဲအဲ့ဒီခန္ဓာတော့ဒီခန္ဓာဟောတယ်လောကုခန္ဓာခန္ဓာကပြီးတော့ပါပြီတော့ဒီခန္ဓာမှာအာဝကလည်းပြပါတယ်စားဖို့ဘူရဘုတ်ဘူရဟုတ်ကဲ့လားဒီခန္ဓာဒါပေမဲ့နိုင်ငံရဲ့ချုံဝဲချုံမရတော့နှုတ်ကပစကနာထောက်တဲ့ရှိပါအဲ့ဒီအတွက်ကြောင့်နှုတ်ကပစကနာထောက်တဲ့ရှိပါမယ်အကြောင်းမိမိဉာဏ်ဝိရိယစန္ဒအားလုံးတို့စတိပြီးတော့စတိလိုက်ပြီးတော့နှုတ်ကပတော့ပြတာလည်းပါနော်
ခရစ်တော်နဲ့ တော်နဲ့တူ တင်းကြိုခြင်းဒီဝတ်ရစာပြန်လာတက်ပြန်ဆံကြောင်းစဉ်းစားကြည့်ပါတော့ခရစ်တော်နဲ့တူဝတ်ရစာကရဲ့ခရစ်တော်ကလည်းငါဒီကဘာကိုဒီတိုင်းတင်းလို့နဲ့ရှိတယ်ဆိုတဲ့ခရီးရဲ့ပြည့်စုံမှုကိုမျှော်လင့်လို့ခံကြတယ်ဖြစ်ပါလိမ့်မယ်ဘယ်နည်းအောင်ဒီလေနော်အားလုံးကိုကြိုးဆိုပါလေပြည့်စုံပါစေပါစေ နှုတ်ကတော်အပြင်ကျွန်တော်တို့ကိုခွာပြီးရစီရည် ပဲကျေးဇူးတင်တယ် ဒီချိန်မှာကျွန်တော်တို့အားလုံးဒီကမတရလျက်အကျွေးဆိုတဲ့တခြင်းလေးကျွန်တော်တို့ကချိန်ပါမယ်နော်အကျွေးကိုပြီးသွားပြီဝမ်းမြောက်သောစိတ်နဲ့ချိန်ပါမယ်အကျွေးတင်နေတာမဟုတ်တော့အကျွေးဆိုတဲ့အခြင်းကောင်းစဉ်ဖြစ်ပေမဲ့ပြီးသွားတဲ့အကြောင်းကိုကျွန်တော်တို့ကျေးဇူးတင်ချိန်မရင်အတူတူကချိန်မရအောင်နော်